ကဘာပေါ်မှာစာလုံးဝမဖတ်ဖဲနဲ့နေခဲ့တဲ့နိုင်ငံတနိုင်ငံရှိတယ်အဲ့နိုင်ငံပြောလိုက်အံ့ဩသွားတယ်မယ်အင်္ဂလန်နိုင်ငံဗျအင်္ဂလန်နိုင်ငံဘယ်ချိန်တော့စာမဖတ်ပဲနေခဲ့လဲဆိုရင်19ရာစုဒုတိယပိုင်းမှာစာမဖတ်ဘူးကိုလိုနီစနစ်အရာအင်္ဂလိပ်တွေနေချက်ကျူးကျော်နေတဲ့အချိန်အဲ့ဒီအချိန်မှာအင်္ဂလိပ်တွေစာမဖတ်ဘူးဘာဖြစ်လို့လဲဆိုတော့စစ်တိုက်ဖို့ပဲလုံးမနေတယ်ပြီးရင်သူ့နောက်မှာရှိတဲ့ကုန်တယ်တွေကလည်းသူတိုက်လို့နိုင်တဲ့နိုင်ငံကအဲ့ဒီသယံဇာတတွေကိုလက်ဝကြီးအုပ်ပြီးတော့ကုန်သွယ်ဖို့အတွက်လုံးမနေကြစာမဖတ်ကြလူကြီးရောလူငယ်ရောစာမဖတ်ဘူးအဲ့ဒီအချိန်မှာအင်္ဂလိပ်လူမျိုးဂျွန်ရပ်စကင်းဆိုတဲ့အင်္ဂလိပ်ပညာရှင်ကဘာပြောလိုက်လဲဆိုတော့မင်းတို့အင်္ဂလိပ်တွေတဲ့လောဘဒေါသနောက်ကိုလိုက်ပြီးတော့မင်းတို့စစ်တိုက်နေတယ်နေချက်နေတယ်ပြီးတော့ကုန်သွယ်ဖို့ပတ်စံရဖို့ပဲမင်းတို့စဉ်းစားနေတယ်ပြောချင်တာကမင်းတို့အင်္ဂလိပ်တွေခက်ပြက်နေတယ်ဒီချိန်ကအဲ့ဒီချိန်မှာမင်းတို့စာမဖတ်ကြတော့စာမဖတ်လို့ရှိရင်တော့မင်းတို့လူမျိုးကြာခံမှာမဟုတ်ဘူးနောက်မကြခင်မှာမင်းတို့အင်္ဂလိပ်လူမျိုးမျိုးပြုတ်သွားလိမ့်မယ်အဲ့လိုသတိပေးလိုက်တယ်ပဲအဲ့သတိပေးတဲ့လဲကြားဟောအင်္ဂလိပ်တွေကြီးကျယ်ကြောက်လန့်ပြီးတော့စာပြန်ဖတ်တာဒီနေ့ကမ္ဘာပေါ်မှာစာဖတ်ဆုံးလူမျိုးဟာအင်္ဂလိပ်လူမျိုးဖြစ်သွားအဲ့ဒီမှာမှတ်သားစကားတစ်ခွန်းကဘာလဲဆိုတော့ဘယ်နိုင်ငံမဆိုနိုင်ငံတိုင်းခက်ပြက်နေရင်အစိုးရမကောင်းရင်ပြည်သူတွေစာမဖတ်